ခေသမား3ယောက်မိန်းကလေးက3ယောက်တဲ့ကြည့်အောင်ကောင်မလေးကူးနာလေးလှလို့ခိုးရိုက်ထားတာမိုင်းလိုင်းတို့3ယောက်ကတော့ပင်လယ်ပြင်သွားပြီးတော့ရေမထိကြသူများအဖွဲ့ခနော်နဲ့အမကြောက်စရာရေတွေကတော့ကြီးနာပဲဒါပေမဲ့ရေမကူးတတ်တော့ကြောက်တော့ဒီလှုပ်စီနဲ့အဲ့လိုပဲဒါအိမ်တကြီးမှာပွဲကြက်တော်မူတယ်မလေးလို့စာပါလို့တလုံးမတက်ပဲနဲ့နော်အဲ့လိုလူပြောချပလိုက် before that become we totally this one cannot Kenapa kamu datang bawa ini bilang? ngá đi đi ông mà ngá đi đi ngá đi chi hay là pha cái này là hoa đi nó cái này đúng khôngဟုတ်တယ်ဟိုဘအပြာလေးထား Good morning hello မင်္ဂလာပါမိုင်းလိုင်းမှာဆိုတော့ဒီနေ့ကတော့မာဘူးရဲ့မနက်ခင်းလေးဖြစ်ပါတယ်မနေ့ကမာဘူးကိုလှေက400 ringgit နဲ့ရောက်ခဲ့တာပေါ့နော်စင်ကာပူဒေါ်လာဆို100ကျော်130လောက်ကျသွားပါတယ်ရှင်ဒီမှာမနက်လင်းနဲ့ရှူခင်းလေးကလေတော်တော်လှတယ်ဆန်းဆက်သွားကြည့်မယ်ဆိုပြီးတော့Samsung နဲ့ရိုက်မယ်ဖာညာဆိုပြီးတဲလာတာအခဲထားတာsunrise ကိုမှီဖို့သွားကြည့်မှာပေါ့နော်အခုကကဲမနက်ခင်းအလှလေးကလည်းတစ်မျိုးလေးပြည်ပြင်းနေအောင်အခုကတော့အလှပြနေတဲ့မိုင်းလိုင်းဖြစ်ပါတယ်မနက်9 နာရီထားပြီးတော့အလှတွေပြင်ထားရပါတော့အင်ကြီးဝစ်စားပဲမလဲရသေးတယ်ညာဝိတ်အင်ကြီးလေးနဲ့ပေါ့လောလောဆယ်တော့ဒါ hotel room tour လေး hotel tour လေးလိုက်ပြပေးမယ်ပေါ့နော်ဒီ hotel ကဒါ Sphere Divers လို့ခေါ်တယ်ပေါ့နော်နာမည်လေးကတော့သူကဒါဒီရေငုပ်သမားတွေအဓိကလာကြတာ foreigner တွေအဓိကလာကြတဲ့နေရာပေါ့နော်ဒီမှာMarch လနေပြီးတော့ October အထိကလာလို့အကောင်းဆုံးလာတယ်တဲ့ဒါဟိုအရင်ဘက်ကဘယ်လိုလဲဒီမှာစာဘားမှာလေငလင်လှုပ်ထားလို့လာတဲ့လူနေတာမဟုတ်ရင်လူတွေကပြည့်နေရောတဲ့အခန်းမရဘူးတဲ့အိုးတဖြည်းဖြည်းရောင်နေလေးတန်းလာပါပြီ sunrise လေးရောက်လာပါပြီတာယာအေးချမ်းပြီးတော့တကယ်လှနာပဲရေလဲတက်နာမြင်ရတယ်ဒါနဲ့မိုင်းလိုင်းလဲ swimsuit လေးအမြန်လဲပြီးတော့ကဲရွာတဲ့ဟိုမနေ့ကလမ်းတိုင်းပဲပြန်ဆင်းပေါ့နော်အဲ့ဒီမှာအဲ့လေကားတွေတရားပေါ်မှာတော့မရရဲဘူးကိုကတော့မကြောက်ကြောက်လန်းလန်းနဲ့အဲ့အမကိုတွဲခေါ်ခိုင်းပြီးတော့သွားနေရတာဆိုတော့လေမရိုက်လို့လည်းမရဘူးရိုက်ရင်လည်းပြုတ်ကြမှာသိလားအဲ့ဒါကြောင့်မို့လို့အခုကြမှာပဲကိုမလွတ်လွတ်လပ်လပ်မြေကြီးပေါ်နင်းပြီဆိုမှပဲချပြီးရိုက်ရဲတော့တယ်မိုင်းလိုင်းဘွားကဲကျမတို့တဲဟိုတယ်ကတော့ရေပေါ်မှာစောက်ထားပါတော့ပင်လယ်ပေါ်မှာဒါကတော့ကုန်းပေါ်မှာစောက်ထားဘန်ဂလိုပုံစံမျိုးလေးကွယ်တို့ချောင်းသာဘန်ဂလိုလေးတွေတောင်သတိရသွားသေးတယ်အရွယ်လေးတွေကလည်းကျွေနေတာပနံရနေရောတဲဖြူဖြူလေးနဲ့ကန်းကြီးကလှပါတယ်အရင်တော့မလှဘူးရေမြင်ရတာနဲ့စိတ်ကကြည်နေပြီဆိုတော့တော်လေးကိုတော့စိတ်ချမ်းသာကိုကောင်းနေဒါလေးကဈေးကြီးတယ်ထင်တယ်ဒီဘန်ဂလိုလေးတွေကလေကျမတို့တဲတဲ့ဟာတောင်မှပဲ950ဆိုတော့ဘယ်လောက်လဲ ringgit 950ဆိုတော့ကွယ်စင်ကာပူဒေါ်လာဆိုဘယ်လောက်ကျမလဲကွာ200လောက်တော့ကျသွားတာပေါ့နော်3ယောက်ကို200လောက်တော့ကျသွားတယ်ဈေးတော့နည်းနည်းများတယ်ကျုံးမောင်မှာဆိုတော့လေဒါဈေးအပေါ်ဆုံးကိုရွေးထားတာဈေးအပေါ်ဆုံးတွေက review ကောင်းတဲ့ဟာပေါ့နော်ရေလေးတွေကလည်းတကယ်ကိုကြည်စိမ့်ပြီးတော့လှချက်ကတော့တကယ်ကိုလှတာပါအပြင်မှာမြင်တဲ့အမြင်နဲ့ဒီကင်မရာထဲမှာမြင်တဲ့အမြင်တွေကတကယ်မတူဘူးအဲ့မှာမိုင်းလိုင်းတို့အဲ့တရားဟိုမှာကြောက်လန်းလန်းနဲ့ကြောက်တယ်ပုံကရှိုက်တယ်ပေါ့နော်swimsuit ကိုဒီခီးသွားဖို့ဝယ်လာတာအလကားဖြစ်လို့မရဘူးဆိုပြီးတော့အမမိတ်တိတ်ပြီးတော့ကြောက်တဲ့အစိတ်ကိုမိတ်တိတ်ပြီးတော့ရှိုက်ကြောက်လန်းလန်းတုံကြီးနဲ့ပုံလေးတော့ကောင်းလို့တော်သေးရဲ့အမကဲဖီလက်ပြီးတော့အဲ့မှာဒါဟိုတယ်ပဲပေါ့နော်အဲ့ဘက်မှာကျွန်းတစ်ကျွန်းလုံးကိုပတ်သွားလို့ရတယ်တကယ်ကကျွန်းလေးကကျင်းလေးပဲကျွန်းတစ်ကျွန်းလုံးကိုပတ်သွားရင်နေတစ်ဝက်လောက်တော့ကုန်မှာပေါ့နော်ဒါပေမဲ့နေကြီးကလေအခုဓာတ်ပုံလဲရိုက်ပြီးတော့8 နာရီထိုးခန့်နေတော့ဖြစ်တော့နေကအရန်ပူလာဘလုံးမခံနိုင်တော့အသားတွေလည်းမဲတက်လာတာဆိုတော့လေပြီးတော့ကွယ်ဒီမှာဟို
ကျွန်းကလေတစ်ဖက်ကကျတော့ resort area လို့ပြောမှာပေါ့နော် hotel တွေဒီ bungalow တွေရှိတဲ့ဘက်ပြီးတော့နောက်တစ်ဖက်အချမ်းကကျတော့သူတို့ကာထားတာကွယ်ကျွန်းသားတွေနေတဲ့နေရာကျွန်းသားတွေနေတဲ့နေရာဒလားတို့ဘာတို့ကကျူးကျော်တဲရပုံစံမျိုးလေးလေအဲ့လိုမျိုးတွေနေတာဘဝတွေကတော့ကွာခြားပါတယ်ကွယ်မြင်ရတာစိတ်မကောင်းဘူးနော်ရေကတော့ကြည်စိမ့်တာအဲ့မှာမြင်တဲ့အတိုင်းပဲပြီးတော့ဘာလို့လဲဆိုတော့လေအဲ့ဒီဘက်ကရွာသားတွေကလေသူတို့ကဒီ swimsuit တွေပါတယ်ဝတ်တာကြတော့လေသူတို့ရှိမှလည်းမရှိကြတော့လေကြီးကြတာတော့အဲ့လိုနည်းနည်းရိုင်းတယ်လို့ပေါ့နော်အဲ့ဒါကြောင့်ကိုလည်းဆက်ပြီးတော့မသွားရတော့စိတ်ကမဖြတ်အောင်ဖြစ်နေတာပေါ့အဲ့ဒါကြောင့်မို့လို့ပြီးတော့လမ်းကြုံအဲ့သူများဟိုတယ်ဝင်ဆက်စုတာအဲ့မှာလည်းဒီ diverse သမားတွေပေါ့နော်ရင်ငုတ်သမားတွေအတွက်လုတ်တဲ့နေရာတွေရှိတယ်ငှားတဲ့နေရာတွေရှိတယ်အမှငါတို့ဟိုတယ်နဲ့တူရလားပေါ့သူတို့ကတော့ပိုကောင်းတာပေါ့နော်အဲ့မှာလည်းတဖန်းခဲ့တယ်ဒီမလေးရှားလိုင်းနဲ့တတရအဲ့ခုံမှာလည်းထိုင်ပြီးတဖန်းခဲ့တယ်ရောက်မှတော့တန်အောင်ရရမယ်ထားပဲမန်တာဘူဆီယာအမေမဘူကပလာဘူဟိုင်ယမ်မတကေစီဘွန်စီပါတန်တကယ် crystal clear water ဆိုတာကိုမြင်ရတာပျော်စရာရမ်းကောင်းတယ်ကြည်နေတာနဲ့လေစိတ်ကချမ်းသာတော့နေကအိုင်းနေအောင်ကြည့်လို့ရတယ်ဆိုတော့တကယ်ကိုရောက်ရတာတန်ပြီဆိုရခံစားရတဲ့ feeling မျိုးပေါ့နော်သူများဟိုတယ်ပိုင်တဲ့ဘန်ဂလိုကထိုင်ကုန်မှာအမေမိုင်းလိုင်းသွားပြီးတော့ထိုင်ပြီးတော့အပန်းနေဖြေနေတာပေါ့တော်တော်လေးလာတယ်ဟိုအရွက်လေးတွေကလည်းဘန်နာရွက်လေးတွေကလည်းหนีပြီးတော့အမှတောင်တန်းတွေလည်းရှိတယ်ဒီဘက်ခဏဝင်လာဝင် souvenir shop အေးဟာဒီဒီတန်းမှာရိုက်မှာအမလေးဖုန်းကတွေ့ရကျန်ဒီတန်းမှာရိုက်ရမှာအိုးဟိုဘာဆင်းရမှာရေရမ်းတော့ဝိုင်လားဟာရမ်းတော့ဝိုင်လားအဲ့တန်းလေးမှာရိုက်ရှင်တာမရိုက်ခဲ့ရဘူးအခုကြည့်တော့ဒါဘာမှမမြင်ဘူးမှတ်နေတာလေရေကကြည်နေလို့တကယ်က energy ဖြစ်နေပြီကိုကလည်းရေမကူတော့ကြောက်တော့လေးမစင်းခဲ့ရဘူးကွယ်ကဲအဲ့မှာ souvenir shop ကလည်းပိတ်ထားပါတယ်ဒီဟာလေအဲ့ souvenir shop ရဲ့အရှိကဟိုတယ်ကတဲတဲ့လူတွေမှဝင်လို့ရတာတဲ့စာလေးကတ်ထားတော့တွေးလိုက်တယ်ဒါပေမဲ့လည်းရောက်နေမှတော့မထူးတော့ဘူးလုံယိုရေးတွေပါလည်းမရှိတော့ဝင်လေ့လာတာပေါ့နော်သူများဟိုတယ်တွေကမိုက်တော့မိုက်တယ်အဲ့မှာအဆုံးပဲတတရအမမိုင်းလိုင်းပုံတက်လေးပါလေးဖမ်းပေါ့နော်ကိုအဲ့ဒီဟိုဒန်းအဝိုင်းမာတွေပါတယ်ကိုပုံလေးကြည်တက်လေးဖမ်းတာတာယာနာပေါ့ကဲဒါအပြန်လန်းရောက်ပြီပေါ့နော်အပြန်လန်းမှာငါးလေးလည်းမြင်နေရတယ်အဲ့မှာအိမ်လေးနာကက်ရဲ့နေရာလေးပဲရိုက်ရတာကျန်တဲ့နေရာတွေမရိုက်ရဘူးဖုန်းကြီးမပြုတ်ကြအောင်ပဲလုပ်နေရတယ်တကယ်ပဲကြောက်တာပြီးတော့ဟိုတယ်က breakfast ပေါ့နော်ကြာစံကြော်ရဲ့ပြီးတော့ pancake ရဲ့ပြီးတော့ orange marmalade jam လေးရဲ့ပေါ့နော်ကောင်းပါတယ်ကြာစံကြော်လေးကတော့အဆင်ပြေတယ်ဒီလိုနေရာမှာဒါမျိုးရတာပဲကျေးဇူးတော်ပဲပြောရမယ်အဲ့မှာကြောင်ချစ်သူလေးပေါ့နော်ဟိုတယ်ကအဲ့မှာကြောင်လေးချစ်စရာလေးကြောင်ညိုလေးတွေရောအဝါလေးတွေရောမဲလေးတွေရောရှိမှရှိဒီအထက်ကကြောင်ဝါလေးကတော့မတွေ့ခဲ့ပါဘူးရှင်တတအင်းလာအိုးပုဒ္ဒတိတ်လိမ်ပါရဲ့ကလေးတိတ်လိမ်ပါဟဲ့ချောလေးဟဲ့ပုဒ္ဒတတချောလေးနေမှာအိုးနာကိုရီးယားကြောက်လို့ရေထဲမစင်ရဘူးဒိုင်ဗာဟိုတယ်မှာနေပြီးတော့အမဟိုအဖြူကောင်နဲ့အဖြူမနဲ့လာကြပြီးတော့သူတို့ကဘုံကလေးဆိုချက်ချင်းရေထဲကိုဆင်းချသွားတယ်
ကိုရီးယားတော့သူတို့ပဲကြည်နေတာပေါ့ငန်းနာယောက်ျားကဘောကွင်းနဲ့ဖလက်ကူးနေကောင်မလေးကလှမလှဘောကွင်းတော့မလို့ကူးချသွားတာတခါတည်းအားလဲကြပါတယ်ကိုလည်းရေလည်းမကူးတက်ဘူးထိုင်ပင်လည်းမကုတ်တက်ဘူးရေမင်းကိုအသက်ရှူကျက်သလိုယောဂထားခြင်းသလိုတွေဖြစ်နေတာဆိုတော့အောက်ကနေတရားဟွာဖြစ်တာတော့အောက်ကရေကိုမြင်ရတာတုံချိနဲ့ပြုတ်ကြမတက်ဖြစ်နေတာဆိုတော့အဆင်မပြေဘူးပေါ့နော်ကျုံးပေါ်မှာတဘာဝနဲ့အေးချမ်းသာရနေတော့အဖျက်အမှောက်အကုသိုလ်ဝင်လာရောအဲ့မှာအဲ့လှေတဲ့လှေသမားကကြည်ရောအဲ့မှာအဲ့ကောင်အနောက်ကကောင်ကလှေသမားအဲ့မှာ400 ringgit နဲ့နောက်တစ်ကြောအဲ့လှေလေးနဲ့စီးတဲ့ကြည်ရောမရဘူးလေလူတွေကိုကြည့်လူကြီးတွေကအကောင်ကြီးတွေ luggage က3ထုတ်ရအဲ့မှာဒါလေးဆိုရင်အမှတနာရီခွဲလောက်စီးရမှာဘယ်လိုလုပ်စီးနိုင်မှာလဲမဖြစ်နိုင်ဘူးလေအဲ့တော့အမှအကျဲအိမ်တကြီးမနဲ့အမှစကားရင်းများဟို hotel reception ကကောင်မလေးတွေကလည်းမပြောတတ်ကြဘူးသူတို့ကအင်္ဂလိပ်လိုလေဒါပေမဲ့သူတို့နားလဲပေါ့နော်အဲ့မှာတို့တွေပြောအဲ့သူတို့နောက်ဆုံးကျတော့ဒီသူတို့ကူညီပေးချပါတယ်သူတို့ hotel ကတထေးပေါ့ boss ကတရုတ်ကအဲ့ boss ကိုသူတို့ပြောလိုက်တဲ့ခါကျတော့ boss က400နဲ့ငါတို့သဘောတူထားတာအခုဒီလှေလဲလာရဲဆိုတော့အဲ့ဒီလှေကိုပြန်လွှတ်လိုက်ပါပေါ့နော်သူကဟိုလူတွေစီးလို့အဆင်ပြေမဲ့လှေကြီးတဲ့ဟာလေးကို400နဲ့ပဲသူငားပေးမယ်လိုတာကိုသူစိုက်ပေးမယ်ဆိုပြီးတော့တထေးကသဘောတူလိုက်လို့အဲ့မှာမိုင်းလိုက်လို့ပြန်ရတာပေါ့နော်ကျေးဇူးတော်ပဲတကယ်ပဲဆူတောင်းရတယ်ပြီးတော့နောက်ကြလို့လည်းမရဘူးဒီမာဘူးကနေပြီးတော့စံပိုနာသွားမှာစံပိုနာကနေမှကားနဲ့ထပ်စီးပြီးတော့တက္ကစီနဲ့ထပ်စီးပြီးတာဝါဦးကိုသွားမယ်တာဝါဦးကနေမှအဲ့တာဝါဦး airport ကနေပြီးတော့ကိုတာကင်နာဘာလူကိုသွားမှာဆိုတော့အဆင့်ဖြစ်နေရေလန်းရောကုန်းလန်းရောလေချောင်းလန်းရောဆိုတော့ကျန်တာတွေကနောက်ကျလို့ရတယ်လေရင်ကနောက်ကျလို့မရဘူးဆိုတော့အဲ့လိုပေါ့နော်အဲ့မှာတကယ်ချစ်ဖို့ကောင်းပါတယ်ကျေးဇူးလည်းတင်ပါတယ်အဲ့ကောင်မလေးတွေလည်းတကယ်အပြန်လှေရတော့တကယ်ကောင်းတယ်သိတာသူက speed boat ကြီးလေဒီ25ယောက်စီလို့ရရဟာပေါ့နော်ဒါပေမဲ့ဓာတ်ပုံမရရကိုရီးယားအမှဟိုဟာနဲ့တက်ခဲ့ရတော့လေအဲ့ဒီပွဲစားကောင်နဲ့တက်ခဲ့ရတော့ကိုတွန်းချမလားဗာများကြောက်နေရတယ်အမေအဲ့အိမ်တကြီးမှဟာတာပြောအောင်မယ် तू ကငါတို့ကလည်း3ယောက်တယ်လှေပေါ်မှာလည်းလှေမောင်းသမားရဲ့အဲ့ဒီပွဲစားရဲ့ပြီးတော့အရန်1ယောက်ရဲ့ဆိုတော့3ယောက်တဲ့မိန်းကလေး3ယောက်ယောက်ျားလေး3ယောက်ဆိုငါတို့တကူလောပါမလားဆိုပြီးတော့ငါတွေးကြောက်တယ်သူပြောတကယ်တော့အဲ့မှာလည်းရှိရတယ်တန်မှန်တွေးတတ်တယ်အမေ तू က3ယောက်ဆိုတော့တဲ့အဲ့လိုဖြစ်နိုင်တယ်ဆိုပြီးတော့အဲ့ဒါကိုရီလေးမော်တော်တော့မှ तू ပြောပြတာရည်နေရတယ်တကယ်အဲ့ဒါပြီးလည်းပြောတာအလားတော့လမ်းအတိုင်းပဲအမစံပိုနာစီအဲ့ပြီးတော့မနေ့ဟိုတနေ့ကရိုက်ခဲ့တဲ့ဗလီပေါ့နော်မနေ့ကရိုက်ခဲ့တဲ့ဗလီအဲ့မှာဈေးတွေရောကိုရီသွားခဲ့တဲ့ဖနက်တွေဝယ်တဲ့ဟာတွေရောပြီးရင်ဒိုးချိုမှာပဲစားခဲ့ရတယ်နေ့လဲစားရလဲအဲ့ဒါတုံရန်ပေါ့နော်တုံရန်နေအဆင်ပြေပါတယ်စားရတာ15 ringgit ဆိုတော့အဲ့ဒါပြီးတော့အချိုတဲဒူးရင်ကြီးကကြောင်းလေးနဲ့စားခဲ့ပါတယ်